Democratic People's Republic of Korea The Democratic People's Republic of Korea DPRK ကို Democratic ပါတော့ဒီကကိုရီးယားလို့မှတ်နေရပါဒါပေမဲ့အဲ့ကိုရီးယားမဟုတ်ပါဘူး Democratic လို့ပါတဲ့ကိုရီးယားကကျွန်တော်တို့တကယ် Democracy ကိုကျင့်သုံးနေတဲ့အပွားကိုရီးယားဖြစ်ပါတယ်နောက်တစ်ခုရှိပါသေးတယ်Greenland နဲ့ Iceland နဲ့ပေါ့နော်အစ Greenland ဆိုတော့ဒီလိုမျိုးအရန်ကိုစိမ့်ဆိုပြီးတော့တာယာလာတဲ့နေရာလို့ထင်ရဒါပေမဲ့ Greenland အစ်ကဒီလိုမျိုးဖြစ်နေတယ် 3 times the size of France home to just 50,000 people ပြီးတော့ Iceland ကကျတော့ Iceland ဆိုတော့တည့်ရတဲ့အတိုင်းပဲကျွန်တော်တို့နာမည်မှာတော့ပါတယ်လေရေခဲပြင်နေနဲ့ဘာမှမရှိဘူးလို့ထင်နေရဒါပေမဲ့ Iceland အစ်ကဒီလိုမျိုးပုံဖြစ်နေပါတယ် In Iceland known as the land of fire and ice plus Aurora Borealis ကျွန်တော်အားလုံးသိကြပါပါဒီမြောက်ကိုရီးယားကတော့သူတို့စစ်အေးကာလမှာတော့က With the enemy falling back to the Han River, United Nations commanders had expected that the Reds would ဒီသူတို့အစိုးရကပေါ့နော်မသိရင်တော့သူတို့အစိုးရကိုတကယ်ပြည်သူတွေတင်မြှောက်ပြီးတော့အုပ်ချုပ်တွေရဲ့အစိုးရလို့ထင်စေချင်လို့သူတို့နိုင်ငံကို Democratic လို့ပေးတာအလားတူပဲတခြား communist နိုင်ငံတွေလည်း Democratic လို့သုံးပါတယ်ဥမာလာအိုတို့ပေါ့နော်လာအိုဆိုရင်လည်း Democratic နာမည်မှာပါပါတယ်ဒါပေမဲ့ Greenland နဲ့ Iceland ကကျတော့ဘယ်လိုလို့လွဲနေရလဲအမှန်တော့ဒီ Eric လို့ခေါ်တဲ့ Viking ကြီးကစတင်လိုက်တာဖြစ်ပါတယ်သူကအမှန်တော့လူသက်မှုနဲ့နှင်ထုတ်ခံထားရတဲ့သူပေါ့နော်အစတော့သူကဒီ Iceland လို့ခေါ်တဲ့အရန်နေလို့ကောင်းတဲ့ဂျွန်းလေးမှာနေကြတာသူက Iceland ကနေလူသက်မှုနဲ့နှင်ထုတ်ခံရတော့သူကအနောက်ဘက်ကိုလှိန်နဲ့ရွက်လှိန်နဲ့စီးသွားတယ်ပေါ့နော်အဲ့မှာသူဘာတွေ့လဲဆိုတော့ဒီရေခဲပြင်အကြီးကိုတွေ့ပါတယ်အဲ့နဲ့ Eric ကသူကဒီရေခဲပြင်ကြီးမှာသူ3နှစ်လောက်အသက်ရှင်နေထိုင်ပြီးတော့သူ့ရဲ့ Iceland ကိုသူပြန်သွားတယ်ပေါ့နော်ပြန်သွားတဲ့အချိန်မှာတော့လူတွေကိုသူနဲ့အတူဒီကရေခဲပြင်ကြီးကိုခရီးထွက်ကြဖို့လိုက်ခေါ်ပါတော့တယ်အဲ့တော့သိတယ်မလားဒီလိုမျိုးရေခဲပြင်ကြီးဆိုရင်တော့ဘယ်သူမှလိုက်မှာမဟုတ်ဘူးလေအဲ့တော့သူကနာမည်ကိုပါပေးလိုက်တယ်ဆိုတော့ Greenland လို့ပေးလိုက်ပါတယ်ဆိုတော့မသိရင်တော့တကယ်စိမ့်လန်းဆိုပြနေတဲ့အရန်နေလို့ကောင်းတဲ့နေရာဆိုပြီးသူကပေးလိုက်တာဖြစ်ပါတယ်ဒီလိုနဲ့လူတွေကလည်းသူ့စကားကိုယုံသွားပြီးတော့တင်မော်25စီးနဲ့ထွက်လာတယ်ပေါ့နော်ဒါပေမဲ့14စီးပဲ Greenland ကိုရောက်ခဲ့ပါတယ်ကျန်တဲ့ဟာတွေကပြတ်ကျသွားတာတို့ပြီးရင် Iceland ကိုပြန်သွားတာတို့ရှိတယ်ပေါ့နော်ဒါပေမဲ့တခုရှိတာကဒီ Greenland တစ်ခုလုံးကြီးကလည်းခဲနေရမဟုတ်ဗျနွေရာသီကြရင်တော့အနောက်တောင်ဘက်အချမ်းမှာကစိုက်ပျိုးလို့ရတယ်ပေါ့နော်အဲ့တော့သူကအိပ်ဘက်ချမ်းတွေပါသွားပြီးတော့အဲ့မှာနေထိုင်ခဲ့ကြပါတယ်ဒီလိုနဲ့ပဲဒီလိုမျိုးအရန်ခဲတောင်းနေပြီးတော့ကျုံးရဲ့80%လောက်ရေခဲဖြစ်နေတဲ့နေရာက Greenland လို့ခေါ်ပြီးတော့လူမို့အရန်နေလို့ကောင်းတဲ့ရေပူစမ်းနေနဲ့စိမ့်လန်းဆိုပြနေတဲ့ကျုံးကကြတော့ Iceland လို့ခေါ်တာဖြစ်ပါတယ်ဒီလိုဆိုရင်တော့ပြည်သက်ကြီးတို့ဘယ်လိုထင်လဲနောက်ထပ်နာမည်နဲ့လွဲနေတဲ့နိုင်ငံတွေရှိသေးလားပြည်သက်ကြီးတို့ comment မှာရေးခဲ့ပါဦး